ချစ်ရပါတော့မိတ်ဆွေများအားလုံးမင်္ဂလာပါဗျကျွန်တော်ရဲ့ WNDT Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပြီးနောက်ဆရာကြီးဦးထွန်းကြီးနဲ့တပည့်သုံးဦးတို့သည်တောတောင်ဆန်းရီတကွန်များကိုကျော်လွန်ကပင်လယ်ဆက်စားချက်ရွာတို့ရောက်ရှိခဲ့ကြသည်ဤရွာလေးသည်အခြားတောရွာများနှင့်မတူဘဲပင်လယ်ဒီရေတက်ချိန်တွင်စားငံရေကိုကျင်းအတွင်တိုးလောင်၍နေပူလန်းကစားချက်သောလုပ်ငန်းဖြင့်အသက်မွေးကြသည့်ဆင်းရဲသားရွာသူရွာသားများစုဝေးနေထိုင်ရာဒေသဖြစ်သည်နနက်စောစောအချိန်တွင်ရွာသားများသည်ခထောင်ကြိုက်ကစားခြင်းများကိုပြုပြင်ကြထင်းစီကြီးများကိုထိုင်း၍စားဖို့ကြီးများစီသို့တဲဆောင်နေကြသည်သို့သောရွာသားများ၏စကားပြောတန်ဆက်ဆံပုံတို့မှာပုံမှန်ရွာများကဲ့သို့ရှင်လန်းတက်ကြွမှုမရှိဘဲစိုးရိမ်ထိတ်လန့်စိတ်များဖြင့်တဦးကိုတဦးတန်တရားကင်းစွာမကြည့်ရဲကြပေငချိုစားခြင်းပေးမှထင်းစီကြီးကိုကြည်ကာတာအေးကိုတုံရင်ကြည်စမ်းပါဦးတာအေးရာဒီရွာကလူတွေရေတွင်းရေကန်ထဲမှာရေမတောက်ရပဲစားငံရည်တွေကြားမှာလောက်ကင်နေကြရတာမျက်နှာတွေမှာလည်းပင်လယ်လေးတိုက်လို့မဲချောက်နေတာပဲဒါပေမဲ့ပိုထူးဆန်းတာကရွာထဲဝင်လာတဲ့ကငါတို့စီကိုဘာလို့ဒီလောက်အကဲခတ်တိုင်ပင်ကြည့်နေကြတာလဲတာအေးလမ်းဘေးမှစားချက်သူအဖိုးအိုတူဤအိတ်ထဲသို့ကူညီထမ်းတင်ပေးရင်ရွာသားတွေကဒုက္ခရောက်နေကြလို့ပေါ့မချိုရဲ့ပင်လယ်လေးရဲ့အေးတက်ကြားမှာပူလောင်တဲ့အနက်တစ်မျိုးစိတ်ဝင်နေတာမင်းမရဘူးလားထိုစဉ်အသက်60ကျော်ခန့်ရှိသောစားဖို့ပိုင်ရှင်ဥပတော်ကဆရာကြီးဦးထွန်းကြီးအားတွေ့ရှိသွားရာပရိစ္ဆပူတီကိုကင်ဆောင်ထားသောဆရာကြီး၏ခံရသည့်အမူအရာကြောင့်အထက်လန်းဆရာမှန်းသိ၍အိမ်ရှိကုပစ်ထက်သို့အလျင်အမြန်ပင့်ဆောင်ကကွန်စေးရင်နွေးချမ်းဖြင့်အခန့်လေတော်သည်ဥပတော်တက်ပြင်းချရင်ရေနွေးငှက်ကတော့ပကံကိုလှူဒန်းကာဆရာကြီးတို့ရောက်လာတာဝါစီးပြေတာပါပဲဗျာကျွန်တော်တို့ရွာလေးဟာအပြင်ပန်းကြည့်ရင်စားချက်ပြီးအေးအေးချမ်းချမ်းနေထိုင်နေကြတယ်ထင်ရပေမဲ့ညဘက်ဒီရေတက်ချိန်ရောက်ရင်တော့ပင်လယ်ဒီရေတိုင်ကွင်းတွေစီကနေကြောက်မက်ဖွယ်တွေးပြက်စရာငိုရှိုက်တန်ကြီးထွက်လာတတ်ပါတယ်ဆရာကြီးဦးထွန်းကြည်သည်ရေနွေးချမ်းကိုငိမ့်ညောင်းစွာတငုံတောက်လိုက်ပြီးစပူတီးကိုမြောက်ကတည်ငြိမ်စွာမေးမြန်းလိုက်သည်ဆရာကြီးဦးထွန်းကြည်ကပပဒီပရလောကသားရဲ့အတန်ဟာရိုးရိုးတရေတပည့်ရဲ့အတန်မဟုတ်ဘူးရင်ထဲကနာကြီးချက်အကုသိုလ်ဥပါဒံခိုင်မြဲလွန်းလို့ပိတ်မိနေတဲ့ဝိညာဉ်ရဲ့အတန်ပဲဒီရွာမှာရှေးရခင်ကဘာဖြစ်ရတွေရှိခဲ့ဘူးတလဲဥပတော်သည်ဝမ်းနေပူဆွေးသောစိတ်ဖြင့်လွန်ခဲ့သောနှစ်ပေါင်း40ကျော်ကဖြစ်ရမှန်ကိုတေချာစွာရှင်းပြလေသည်လွန်ခဲ့သောနှစ်40ကဒီစားချက်ရွာတွင်မမ်မယ်ရီဆိုသောဆင်းရဲလာသည့်မိဘမဲ့မိန်းမလလေးတဦးရှိခဲ့သည်မမ်မယ်ရီသည်မိခင်အိုကြီးကိုလောက်ကင်ကျွေးမွေးရန်စားခြင်းများတွင်ပင်ပန်းစွာအလုပ်လုပ်ခဲ့ရသူဖြစ်သည်သို့သောထိုစဉ်ကရွာ၏ဩဇာကြီးမားပြီးလောဘကြီးလာသောစားကုန်သည်ဥရွှေတွန်းဆိုသူသည်မမ်မယ်ရီအားမတရားသိမ့်ပိုက်လိုခဲ့သည်မမ်မယ်ရီကညှင်းဆန်ခဲ့သောအခါဥရွှေတွန်းသည်မမ်မယ်ရီအားသူ၏အဖိုးတန်ရွှေတင်ကားများကိုခိုးယူပါသည်ဟုမဟုတ်မမှန်ဆွဆွဲ၍မိခင်အိုကြီးရှိ၌ပင်ရွာသားများကိုလှည့်စားကာပင်လဲဒီရေတက်ရာစားခြင်းတိုင်လုံးတွင်တန်ကြိုးဖြင့်ချီနှောင်ပြစ်ဒဏ်ပေးခဲ့လေသည်ဥပတော်ဟေကမျက်ရည်ဆက်များကိုတုပ်ရင်းညဘက်ဒီရေတက်မှာမမယ်ရီဟာနာကြီးစွာနဲ့ငါမခိုးပါဘူးငါကိုမတရားမဆွဆွဲကြပါနဲ့လို့အော်ဟစ်ငိုကြွေးရင်းဒီရေထဲမှာမြုပ်နှောင်တေဆုံးခဲ့ရပါတယ်သူမိခင်အိုကြီးလည်းရင်ကျိုးပြီးရပိုင်းတွင်ဆုံးပါသွားခဲ့ရတယ်မမယ်ရီတေဆုံးချိန်မှာဖြစ်ပေါ်ခဲ့တဲ့ပြင်းထန်လာတဲ့ဒေါသနဲ့ဥပါဒံကြိုးကြောင့်သူဟာပြိတ္တာမအဖြစ်ပြောင်းလဲပြီးဒီစားချက်ကွင်းထဲမှာမကျွတ်မလွတ်ပဲကြံခဲ့ရတာပါဆရာကြီးဖိုးထက်ဒေါသထွက်စွာဖြင့်ဒါဆိုအဲ့ဒီဥရွှေတွန်းဆိုတဲ့သူရောဆရာကြီးဘာဖြစ်သွားလဲဥပတော်ကဥရွှေတွန်းလဲအဲ့ဒီနောက်ပိုင်းတွေးအံပြီးတေဆုံးသွားခဲ့ပါတယ်ဒါပေမဲ့မမယ်ရီရဲ့နာကြည့်ချက်ကမပြေပဲဒီရေတက်တိုင်းရွာထဲကစားချက်သူတွေကိုဒုက္ခပေးနေတာပါပဲထိုညဒီရေတက်ချိန်တကောင်ရန်တို့ရောက်ရှိသောအခါပင်လယ်ဘက်မှလေချမ်းများတဝုံဝုံတိုက်ခတ်လာပြီးစားချက်ကွင်းတစ်ခုလုံးတွင်ပုတ်ဆက်သောစားငံရည်အနက်များနှင့်အတူငိုရှိုက်တန်ကြီးထွက်ပေါ်လာခဲ့သည်ဆရာကြီးဦးထွန်းကြီးနှင့်တပည့်သုံးဦးတို့သည်ပင်လယ်ဒီရေတိုင်ကွင်းစီသို့ထွက်ခွာလာခဲ့ကြသည်တိုင်လုံးကြီးထိပ်တွင်အဝတ်စားများစုပ်ပြဲနေပြီးမျက်လုံးများမှသွေးရည်များစီးကျနေသည့်ပြိတ္တာမမမယ်ရီပုံရိပ်ထွက်ပေါ်လာသည်
ဖိတ်တာမှမမယ်ရီကြောက်မက်ဖွယ်နာကြီးတန်ဖြစ်ငါမခိုးပါဘူးမင်းတို့ရွာသားတွေအားလုံးငါ့ကိုမတရားဆွဆွဲခဲ့ကြတာငါမိခင်အိုကြီးကိုလည်းမင်းတို့တတ်ခဲ့ကြတာမင်းတို့အားလုံးဒီစားခြင်းထဲမှာတည်ကြရမယ်မမယ်ရီသည်မဲနဲ့သောစားငံရီလိုင်းကြီးများကိုမန္တရားဖြင့်လှုပ်နိုးလိုက်ရာပင်လယ်ရီများမှာလှိုင်းတံမိုးဖြင့်ပြောင်းလဲကာဆရာကြီးတို့ထံသို့အရှိန်ဟုန်ဖြင့်ပြေးဝင်လာတော့သည်တာအေးတိုင်းတို့ကိုခိုင်မြဲစွာကင်ကာရှိသို့တက်ရင်ဖိုးထက်ရေလိုင်းတွေကိုငါတို့ဗမာတိုင်းရှောင်တိန်းနဲ့ရှောင်မယ်ဆရာကြီးစီရေဆက်မှမစင်စေနဲ့ဖိုးထက်နှင့်တာအေးတို့သည်ပါနတ်စွာဖြင့်တိုင်းကွက်များအသုံးပြုကာလှိုင်းတံမိုးများကြားမှတပည့်များမလဲကြအောင်အပြန်လန်ထမ်းပေးကြသည်ငချိုသည်လည်းအရင်ကလိုမကြောက်တော့ဘဲလက်ထဲရှိပရိယေနှင့်ပရိသဲများကိုမိစ္ဆာရေဆက်များစီသို့လှမ်းပက်လိုက်ရာပရိသဲထိမှန်သွားသောရေလိုင်းများမှာငြိမ်းအေးသွားကြသည်ဆရာကြီးဦးထွန်းကြည်သည်အခြားအောက်လန်းဆရာများကဲ့သို့မိစ္ဆာဝိညာဉ်ကိုကြိမ်လုံးဖြင့်ဓာတ်ရိုက်ရိုက်နှက်ခြင်းမပြုဘဲစပုဒီကိုမြောက်ကမေတ္တာတုံးနှင့်အနတ္တလက္ခဏာတုတ်ဂါထာတော်တို့ကိုအင်မတန်အေးချမ်းသောမေတ္တာဓာတ်ဖြင့်ရွတ်ဖတ်လိုက်တော်သည်ဆရာကြီးဦးထွန်းကြည်ကမမယ်ရီနင်ကြုံတွေ့ခဲ့ရတဲ့ဒုက္ခနဲ့အတ္တမဆွဆွဲချက်တွေကိုငါသိပါတယ်ဒါပေမဲ့နင်ဆွဲကင်ထားတဲ့ဒေါသနဲ့နာကျည်းချက်ထဆိုတဲ့အကုသိုလ်ဓာတ်တွေဟာနင့်ကိုတန်တရားမှာပြိတ္တာဖြစ်ပိတ်လောင်ထားတာပဲဖြစ်တယ်။ဥရွှေတွန်းလည်းသူ့အကုသိုလ်ကံအတိုင်းငရဲမှာခံစားနေရပြီးနင်လည်းဒီအကုသိုလ်ဥပါဒဏ်တွေကိုဆွတ်လွတ်ပြီးဓမ္မအလင်းကိုတာဓုခေါ်ပါတော့။ဆရာကြီးဦးထွန်းကြည်သည်ပရိယေခွက်ထဲသို့မေတ္တာဆက်တော်စိတ်ဝင်စေပြီးနောက်စားခြင်းတိုင်လုံးပေါ်ရှိမမယ်ရီ၏ဝိညာဉ်စီသို့ပရိယေများကိုတန်ရှင်းစွာဖြန့်ပတ်လိုက်လေသည်ငချိုသည်လည်းရွာသားများပြင်ဆင်ပေးလိုက်သောစွန်းရည်နွေးနှင့်ကောင်းမှုကုသိုလ်များကိုအာယုံပြု၍ဝိညာဉ်မလေးမမယ်ရီအတွက်လိုက်လဲအမျှဝေပေးလိုက်တော်သည်ငချိုမမယ်ရီငါတို့ပြုလုပ်တဲ့ကုသိုလ်စုကိုအမျှရရှိပြီးကောင်းရာသူဂရီရောက်ပါစေအမျှယူတော်မူကြပါကုန်တယ်ဆရာကြီး၏မေတ္တာဓာတ်နှင့်တပည့်များ၏ကုသိုလ်အမျှဝေမှုကြောင့်မမယ်ရီ၏ခန္ဓာကိုယ်ထက်ရှိမင်းနဲ့သောသွေးရောင်များနှင့်အနိဋ္ဌာယုံများတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်မမယ်ရီ၏ပုံရိပ်သည်တန်ရှင်းဆက်ဖြူသောဝါကွမ်းကဲ့သို့အလင်းရောင်ဖြင့်ပြောင်းလဲသွားပြီးဆရာကြီးအားဝါမြောက်ဥခိုက်ကန်တော့ကငြိမ်းချမ်းစွာဖြင့်သူကတိပုံသို့ကူးပြောင်းသွားခဲ့ရလေတော့သည်နနက်ခင်းအယုံတက်ချိန်တွင်စားချက်ကွင်းကြီးတစ်ခုလုံးပုံမှန်မဟုတ်သောပုတ်ဆက်အနက်များကင်းစင်သွားပြီးတာယာသောနနက်ခင်းပင်လယ်လေးပြေမွငွေလေးတိုက်ခတ်လာခဲ့သည်ရွာသူရွာသားများသည်ဝမ်းမြောက်စွာဖြင့်ဆရာကြီးဦးထွန်းကြည်နှင့်တပည့်များအားဥခိုက်ကြောကြလေသည်ဆရာကြီးဦးထွန်းကြည်သည်တပည့်များကိုကြည်ကာတည်ငြိမ်စွာမိတ်လိုက်လေသည်ဆရာကြီးဦးထွန်းကြည်လောကမှာမကောင်းမှုအတတ်ထက်ပိုမိုကြီးမားတာဟာမေတ္တာနဲ့ခွင့်လွှတ်ခြင်းပဲဖြစ်ပါတယ်ဝိညာဉ်အပေါင်းငြိမ်းအေးသွားကြပြီလာကြငါတို့ကူညီဖို့စောင့်ဆိုင်နေတဲ့အခြားခရီးစဉ်တွေစီရှေ့ဆက်ကြစို့ဆရာကြီးဦးထွန်းကြည်နှင့်တပည့်သုံးဦးတို့သည်ပင်လယ်ဆက်ရွာလေးအားကြောခိုင်း၍အေးချမ်းစွာဖြင့်နောက်ထပ်အထက်လန်းခရီးစဉ်တစ်ခုသို့ရဲရင်စွာရှေ့ဆက်ထွက်ခွာသွားကြပါတော့သည်ပင်လယ်ဆက်စားချက်ရွာမှဝိညာဉ်မလေး၏နာကျည်းချက်ကိုမေတ္တာဓာတ်ဖြင့်ငြိမ်းအေးစေခဲ့ပြီးနောက်ဆရာကြီးဦးထွန်းကြည်နှင့်တပည့်သုံးဦးတို့သည်မုံပြမြူကိုးများအုပ်ဆိုင်နေသောတောင်တန်းကြီးများစီသို့ခရီးဆက်ခဲ့ကြသည်သူတို့ရောက်ရှိလာသည့်နေရာမှာရုပ်ဆောင်ကင်းခေါ်ရှေးဟောင်းရုပ်သေးသဖြင့်ပညာရှင်များတည်ရှိခဲ့ဘူးသောတောင်ခြေရွာပြက်ကြီးဖြစ်သည်လမ်းဘေးတစ်လျှောက်တွင်ရှေးဟောင်းရုပ်သေးစဉ်အပြက်စီးများတစ်သားရုပ်သေးကောင်းများနှင့်ကျိုးဆက်များဖုံတက်ဖြင့်လွင့်ပါနေသည်ရွာထဲသို့ဝင်လိုက်သည်နှင့်တဘာဝမဟုတ်သောအေးဆက်လေပူကြီးတိုက်ခတ်လာပြီးလေထဲတွင်နှဲတန်ခတ်အုံနှင့်အတူမိမပြိုတူ၏အတန်ဆွေးဖြင့်တီဆိုနေသောရုပ်သေးမင်းသမီးတချင်းတန်ကြားလိုက်ရသည်ငချိုဂုတ်ပိုးကိုပို့ရင်းမျက်လုံးပြူကာဆရာကြီးဒီရွာကလူတယောက်မှမရှိဘဲကရုပ်သေးမင်းသမီးတချင်းတန်ထွက်လာတာလဲဗျဒီအတန်ကအေးဆက်နားထဲဝင်လာတာရင်ဘတ်ထဲအထိတုံလှုပ်သွားတာပဲထိုးထက်ပတ်ဝန်းကျင်ကိုစူးစိုက်ကြည့်ကာတိုင်းတုပ်ကိုအသင့်ကင်ထားရင်သတိထားကြဒီလေထုထဲမှာနာကြီးချက်နဲ့အတူရုပ်သေးကျိုးတွေလိုနှောင်ကျိုးအမှောင်တက်တစ်မျိုးပြန့်နှံ့နေတယ်ရွာပြက်ကြီးအလယ်မှစားပွဲယုံဟောင်းကြီးအတွင်း၌ကြောက်လန့်တကြားပ
ပုံအောင်နေကြသောရွာသူရွာသားအချို့နှင့်တက်ကြီးရွယ်အိုတဦးဖြစ်သူဆရာမြတ်အားတွေ့ဆုံလိုက်ကြရသည်ဆရာမြတ်သည်ဆရာကြီးဦးထွန်းကြည်၏အထက်လန်းဩဇာတော်ကိုမြင်သည်နှင့်ဒူးထောက်၍ဤရွာ၏ထိတ်လန့်ဖွယ်ဘဝဆက်ကြောင်းကိုငိုကြွေးကာအသေးအတန်ရှင်းပြလေသည်လွန်ခဲ့သောနှစ်ပေါင်း50ခန့်ကဤရုပ်ဆောင်ကင်းရွာသည်ဘရင်သမီးတော်များရှုစားရရုပ်ဆောင်သဘင်ပညာရှင်များဖြင့်စိမ့်ဆိုစီကားခဲ့သည်ထိုစဉ်ကရွာ၌နာမည်ကျော်ရုပ်သေးပန်းပူဆရာကြီး၏သမီးဖြစ်သူမအေးကြီးဆိုသောမိမပြိုလေးရှိခဲ့သည်မအေးကြီးသည်ရုပ်သေးမင်းသမီးယုံများကိုတက်ရှိအလားကျိုးဆွဲ၍အတန်ဖန်တီးရာတွင်အင်မတန်ပညာထက်မြက်လာသူဖြစ်သည်မအေးကြီးတွင်ချစ်သူဖြစ်သောရုပ်သေးဘူးလွေဆရာမောင်ရင်မောင်ဆိုသူရှိခဲ့သည်သို့သောထိုစဉ်ကတကူကောင်းဆန်ပြီးလောဘကြီးလာသောရွာအုပ်ကြီးဦးကျော်ဆန်းသည်မအေးကြီး၏အလှကိုတက်မှတ်၍မတရားသိမ့်ပိုက်လိုခဲ့သည်မအေးကြီးနှင့်မောင်ရင်မောင်တို့မင်္ဂလာဆောင်မိညတွင်ဦးကျော်ဆန်းသည်အာနာကိုအလွဲသုံးစားလုပ်ကာမောင်ရင်မောင်အားမဟုတ်မမှန်ခိုးမှုဖြင့်ဆွဆွဲ၍တုတ်တားများဖြင့်ရိုက်နှက်ကာပင်လယ်ချောက်တွင်သို့တွန်းချတက်ဖြတ်ခဲ့လေသည်ဆရာမြတ်မျက်ရည်ကျလျက်အတန်တုံကြီးစွာဖြင့်မအေးကြီးဟာချစ်သူတေဆုံးသွားတာကိုသိလိုက်ရတဲ့အခါစိတ်တဆဖြစ်ကာယူသွတ်သွားခဲ့ရပါတယ်။ဦးကျော်ဆန်းကသူ့ကိုအတင်းအဓမ္မသိမ့်ပိုက်ဖို့ကြိုးစားတဲ့အခါမအေးကြီးဟာသွေးနဲ့ရေးဆွဲထားတဲ့မဟူရာရုပ်သေးမင်းသမီးရုပ်ကိုအင်မတန်အားကိုးဆွဲလန်းစွာဖတ်ထားရင်းရုပ်သေးစင်ပေါ်မှာပဲမိမိကိုလယ်ပင်ကျိုးကွင်းစွပ်ပြီးတေချောင်းကြံခဲ့ပါတယ်။တေခါနီးမှာမအေးကြီးဟာငါချစ်သူကိုတတ်ခဲ့တဲ့သူတွေနဲ့ဒီရွာကကြည့်ရှုနေသူအလုံးဟာရုပ်သေးရုပ်တွေဖြစ်ငါအစီခံဖြစ်ရမယ်လို့တွေးဆွနဲ့ကျိန်စာတိုက်ခဲ့တာပါဆရာကြီးထိုအချိန်မှစ၍မအေးကြီးဝိညာဉ်သည့်အမဲရောင်ရုပ်သေးမင်းသမီးရုပ်ထဲသို့ကိန်းအောင်သွားပြီးရွာထဲသို့ဝင်ရောက်လာသူများနှင့်လူအများ၏အသိစိတ်ကိုကျိုးဆွဲချုပ်နှောင်ကာလူများကိုတစ်သားရုပ်သေးရုပ်များဖြင့်အသက်တက်ဆုပ်ယူသောကျိန်စာပြန့်နှံ့ခဲ့ရတော့သည်ဆရာကြီးဦးထွန်းကြည်သည်စက်ကြောင်းကိုကြားသိပြီးနောက်မအေးကြီး၏ကျိန်စာဆက်ကွင်းကိုခြေမုံးရန်ရုပ်သေးစင်ဟောင်းကြီးစီသို့ထွက်ခွာခဲ့ကြသည်သို့သောရုပ်သေးစင်ရှိသို့ရောက်သောအခါရခင်ကြုံတွေ့ခဲ့မှုသောမိစ္ဆာများနှင့်မတူဘဲကြီးမားဆိုးရွားလှသောအခက်အခဲတစ်ခုပေါ်ပေါက်လာခဲ့သည်ရုပ်သေးစင်ထက်မှမဟူရာရုပ်သေးမင်းသမီးရုပ်သည်ကျိုးမပါဘဲလေထဲ၌ကခုန်ကာတချင်းဆိုလိုက်ရာငချိုသည်ထိုတချင်းတန်၌မိန်မောသွားပြီးမျက်လုံးများဖြူလန့်သွားခဲ့သည်ငချိုအတိစိတ်မဲ့စွာဖြင့်ခြေလက်များတောင့်တင်းသွားရင်းဆရာကြီးကျွန်တော်လှုပ်လို့မရတော့ဘူးငါလက်စစ်တွေဒူးစစ်တွေကတစ်သားတွေဖြစ်သွားပြီဗျာငချိုဤခန္ဓာကိုယ်အရေပြားများမှာတစ်သားခေါက်များကဲ့သို့မာကျောလာပြီးပြင်းဤအတိစိတ်နှင့်ဝိညာဉ်မှာရုပ်သေးမင်းသမီးရုပ်ဤအင်းဆက်အတွင်းသို့ဆုပ်ယူခြင်းခံလိုက်ရတော့သည်ဖိုးထက်ထိတ်လန့်တကြားဖြင့်တိုင်းတုပ်ကိုဝေယံကာဆရာကြီးငချိုရုပ်သေးရုပ်ဖြစ်သွားပြီရုပ်သေးမင်းသမီးရုပ်ကိုပြိတ်ကျိန်လုံးနဲ့ရိုက်ခွဲလိုက်ရမလားမလုံနဲ့ဖိုးထက်ဒီကျိန်စာကအင်မတန်ကောက်ကျစ်တယ်မအေးကြီးရဲ့ရုပ်သေးရုပ်ထဲမှာငချိုပါဝင်အပြစ်မဲ့ရွာသားတွေရဲ့ဝိညာဉ်တွေရောနှောပိတ်မိနေတာငါတို့သာရုပ်သေးရုပ်ကိုဓာတ်ရိုက်ခွဲလိုက်ရင်အထဲကငချိုရဲ့ဝိညာဉ်မှာစီးစီးညံ့ညံ့ကြေမွားသွားလိမ့်မယ်ဤဒီမှာဆရာကြီးကြုံတွေ့ရသည့်အကြီးမားဆုံးအခက်အခဲဖြစ်လေသည်တိုက်ခိုက်ဖျက်ဆီးပါကတပည့်ဖြစ်သူငချို၏အသက်ပါသွားမည်ဖြစ်ပြီးမတိုက်ခိုက်ပါကလည်းအားလုံးရုပ်သေးရုပ်ဖြစ်သွားကြတော့မည်ဖြစ်သည်ဆရာကြီးဦးထွန်းကြည်သည်စပတီးကိုမြောက်ကတည်ငြိမ်သောတမာတိတက်ကိုအစွမ်းကုန်စူးစီးလိုက်သည်ဆရာကြီးသည်ကျိန်လုံးဖြင့်မရိုက်ဘဲမြေပြင်ထက်တွင်တစကတုံးနှင့်အနက်တလက္ခဏာတုံးကာထာတော်များကိုမြေကဘာတုံဟိအောင်ရွတ်ဖတ်လိုက်ပြီးမအေးကြီး၏ဝိညာဉ်နှင့်ဓာတ်ရိုက်စိတ်တဆချင်းဆက်သွယ်လိုက်တော်သည်ဆရာကြီးသည်ငချိုနှင့်မအေးကြီး၏ဝိညာဉ်ကျိုးနှောင်ထားသောနေရာသို့မေတ္တာအလင်းရောင်လွှတ်ထုတ်ရင်းငြိမ်းအေးစွာမိတ်ဆိုလိုက်လေသည်မအေးကြီးနင့်ရဲ့ချစ်သူမောင်ရင်မောင်တည်ဆုံးခဲ့ရတာနင်မတရားညှင်းဆဲခံခဲ့ရတာတွေကိုငါနားလဲပါတယ်ဒါပေမဲ့နင်ချစ်ရတဲ့မောင်ရင်မောင်ဟာဒီအကုသိုလ်နာကျင်ချက်တွေကြောင့်နင့်ကိုဘယ်တော့မှပြန်တွေ့ရမှာမဟုတ်ဘူးနင်တိဆောက်ထားတဲ့ဒီကျိန်စာရုပ်သေးစင်ဟာနင့်ရဲ့ဝိညာဉ်ကိုလည်းငရဲမှာပိတ်လောင်ထားတာပဲမဟုတ်ပါလားဆရာကြီးဦးထွန်းကြည်သည်ဖျားမှုပြုသောတန်ဃာတော်များအားရီမန်း၍ပလွေဆရာမောင်ရင်မောင်နှင့်မအေးကြီးတို့အတွက်ရွာသူကြီးပြင်ပေးထားသောစွန့်ရည်ချမ်းနှင့်ကုသိုလ်ကောင်းမှုများကိုစိတ်တဆမရတန်ခိုးဖြင့်အာယုံပြုအမျှဝေပေးလိုက်လေသည်
ဆရာကြီး၏အရှိန်အဝါကြောင့်လေထဲတွင်မောင်ရင်မောင်၏တန်ရှင်းသောဝိညာဉ်ယူပါယုံထွက်ပေါ်လာခဲ့သည်မအေးကြီး၏ရုပ်သေးမင်းသမီးဝိညာဉ်သည်ချစ်သူကိုမြင်တွေ့လိုက်ရသောအခါနာကျည်းချက်ဒေါသနှင့်မင်းနဲ့သောအမှောင်တက်များတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်မအေးကြီး၏ဝိညာဉ်ကြေကွဲစွာဖြင့်ဆရာကြီးအားဝါမြောက်ဥခိုက်ရင်ဆရာကြီးရဲ့မေတ္တာတက်ကြောင့်တပည့်တော်မရဲ့နာကျည်းချက်အမှောင်တွေငြိမ်းအေးသွားပါပြီတာဓုတာဓုတာဓုပါဆရာကြီးရဲ့မအေးကြီး၏ဝိညာဉ်သည်နာကျည်းချက်များကိုဆွတ်လွတ်ကာချစ်သူမောင်ရင်မောင်၏ဝိညာဉ်နှင့်အတူအလင်းရောင်ဖြင့်ပြောင်းလဲ၍ငြိမ်းအေးသောသူကတိဘုံသို့ကူးပြောင်းသွားကြတော်သည်ချိန်စာပြည့်သွားသည်နှင့်တပြိုင်နက်ရုပ်သေးမင်းသမီးရုပ်ထဲမှအမှောင်တက်များကင်းစင်သွားပြီးတစ်သားရုပ်အဖြစ်ပြောင်းလဲနေသောငချိုသည်လည်းမူလလူခန္ဓာကိုယ်အဖြစ်တတိပြန်ရလာခဲ့သည်ငချိုလက်စစ်များကိုလှုပ်ရှားကြည့်ရင်းအသက်ရှူပြိုင်စွာဖြင့်အမလေးဆရာကြီးရဲ့ကျွန်တော်ဖြစ်တကယ်တစ်သားရုပ်သေးရုပ်ဖြစ်သွားတော့မယ်အောက်မိတာဆရာကြီးရဲ့မေတ္တာဆက်တော်နဲ့အမှန်တရားမထုတ်ရင်ဖြစ်ငချိုတော့တေပြီဗျာတာအေးငချိုဤပခုံးကိုတွန်းရင်းရေမောလျက်ကြောက်တက်လိုက်တာငချိုရဲ့ဒါပေမဲ့ဒီတစ်ခေါက်တော့ဆရာကြီးရဲ့မေတ္တာတက်ကဘလောက်အင်အားကြီးလဲဆိုတာမင်းပိုသိသွားတာပေါ့ဖိုးထက်တာအိမ်ငချိုနှင့်ရွာသူရွာသားများ၏ဝမ်းမြောက်စွာတာဓုခေါ်ဆိုတမ်းများသည်တောင်တန်းကြီးတစ်ခုလုံးတွင်အေးချမ်းစွာပြန့်နှံ့သွားခဲ့သည်ဆရာကြီးဦးထွန်းကြည်သည်ပရိစ္ဆပတိကိုကင်မြောက်လျက်တည်ငြိမ်စွာမိတ်လိုက်လေသည်ဆရာကြီးဦးထွန်းကြည်လောကမှာရိုက်နှက်အောင်နိုင်ခြင်းထက်မေတ္တာနဲ့အမှန်တရားဖြင့်အနိုင်ယူခြင်းဟာအမြဲတမ်းအေးချမ်းဆုံးနေတာဖြစ်ပါတယ်လာကြငါတို့ရှစ်ဆက်ရမယ့်သာသနာပြုခရီးစဉ်တွေစီထွက်ခွာကြစို့ဆရာကြီးဦးထွန်းကြည်နှင့်တပည့်သုံးဦးတို့သည်ရွာသားများ၏ကောင်းချီးပေးသံများနှင့်အတူအေးချမ်းစွာဖြင့်နောက်ထပ်အထက်လန်းခရီးစဉ်တစ်ခုသို့ရဲရင်စွာရှေ့ဆက်ထွက်ခွာသွားကြပါတော့သည်ရုပ်ဆောင်ကင်းရွာမှကျိန်စာကိုငြိမ်းအေးစေခဲ့ပြီးနောက်ဆရာကြီးဦးထွန်းကြည်နှင့်တပည့်သုံးဦးတို့သည်ရိုးမတောင်ကြီးရှိမြူမောင်အိုင်ခေါ်ရှေးဟောင်းရွာကလေးသို့ရောက်ရှိခဲ့ကြသည်ထိုရွာသည်တစ်တော်ထူထပ်ပြီးလေထုထဲတွင်စမ်းကြဲသောသဇင်ပန်းရနံ့နှင့်ပုတ်ဆက်သောအကုသိုလ်အနံ့တို့ရောနှောနေသည်ရွာသို့ရောက်သည့်နေ့မှစ၍အမြဲတမ်းနောက်ပြောင်တတ်သောတပည့်ငချိုအမူအရာမှာတိတိတတ်တာပြောင်းလဲသွားခဲ့သည်ရွာဝင်စမ်းချောင်းဘေးတွင်ရေခတ်နေသောမြရွှေဦးဆိုသည့်ရွာသူမိမပြိုလေးကိုတွေ့လိုက်ရသည့်အချိန်မှစ၍ငချိုသည်သူမ၏လှပသောမာယာမျက်ဝန်းများတွင်လုံးဝတက်ဝင်မိန်မောသွားခဲ့သည်သို့သောထိုမိမပြိုလေးမြရွှေဦးမှာရိုးရိုးရွာသူမဟုတ်ဘဲရွာသားများ၏အသက်တက်ကိုစုပ်ယူကာပရလောကအမှောင်တက်ကိုကျင့်သုံးနေသည့်အကုသိုလ်ဆုံးမတဦးဖြစ်လေသည်ဖိုးထက်ငချိုဤပခုံးကိုလှုပ်နိုးရင်းမျက်မှောင်ကျုပ်ကာငချိုမင်းစိတ်ကိုထိန်းဆန်းဒီမိန်းကလေးရဲ့နဖူးမှာအမဲရောင်စုံအင်းတက်တွေထွက်နေတာမင်းမမြင်ဘူးလားဆရာကြီးမိတ်ထားတာမေ့သွားပြီလားငချိုဖိုးထက်ဤလက်ကိုခောက်ထုတ်လိုက်ရင်ဒေါသတကြီးဖြင့်မင်းတို့ကလည်းလူတိုင်းကိုမိစ္ဆာဆုံးမကြီးဆွဆွဲနေတာပဲမြရွှေဦးကတာမန်တနာစရာရွာသူလေးပါကွာငါ့ကိုလာမချုပ်ချယ်ကြနဲ့မြရွှေဦး၏အစီမံကြောင့်ရွာထဲတွင်လူငယ်အချို့အသက်တက်ပြောက်ွယ်ကတယောက်ပြီးတယောက်သေဆုံးလာခဲ့ကြသည်ရွာသားများသည်ထိုအကုသိုလ်၏စင်မြင့်မှာမြရွှေဖြစ်ကြောင်းသိကြတော်လဲဆရာကြီး၏တပည့်ဖြစ်သူငချိုကမြရွှေဦးကိုရှေ့ကနေအကာအကွယ်ပေးနေသည်ကိုမြင်သောအခါဆရာကြီးဦးထွန်းကြည်၏အထက်လန်းအရှိန်ဝါကိုပါတန်တရားဝင်လာကြတော့သည်ရွာသူကြီးဒေါသနှင့်ဝမ်းနည်းမှုရောနှောစွာဖြင့်ဆရာကြီးအားပြောဆိုရင်းဆရာကြီးဦးထွန်းကြည်ကျွန်တော်တို့ဆရာကြီးကိုအထက်လန်းဆရာကြီးဆိုပြီးအားကိုးလို့ကြိုးဆိုခဲ့တာပါအခုတော့ဆရာကြီးရဲ့တပည့်ကရွာကိုဖျက်ဆီးနေတဲ့ဆုံးမကိုကာကွယ်ပေးနေတယ်ဒီလိုဆိုရင်တော့ဆရာကြီးတို့ဖွဲ့ကျွန်တော်တို့ရွာထဲကနေချက်ချင်းထွက်သွားပေးကြပါရွာသားများ၏ဆွဆွဲညှို့ညင်းမှုများကျိန်ဆဲမှုများကြောင့်ဆရာကြီးတို့အဖွဲ့အတွင်း၌လည်းကြီးမားသောစိတ်ဝမ်းကွဲမှုစတင်ဖြစ်ပေါ်လာခဲ့သည်တာအေးစိတ်ပြက်လက်ပြက်ဖြစ်ဆရာကြီးရဲ့ကျွန်တော်တို့ကူညီဖို့လာခဲ့တာကိုရွာသားတွေရဲ့နှင်ထုတ်တာခံရပြီးငချိုကလည်းဆုံးမဘက်ကပါပြီးမိစ္ဆာကန်းကန်းနေပြီးအခုလိုဖြစ်နေမှာတော့သူ့ကိုထားခဲ့ပြီးခီးဆက်ရအောင်ဗျာဖိုးထက်မင်းပါစကားပြောတာလဲတာအေးငချိုကငါတို့နဲ့ဒုက္ခဒုက္ခမျှဝေလာတဲ့ညီကိုပါကွာ
သူ့ကိုအမှောင်ထဲမှထားခဲ့လို့မရဘူးဆရာကြီးဦးထွန်းကြည်သည်တပည့်များ၏စိတ်ဝမ်းကွဲမှုကိုကြည်ကာရင်ထဲတွင်လွန်စွာဝေဒနာခံစားရတော့လဲတမာတိတက်ကိုအစွမ်းကုန်ထိန်ချုပ်ကာတည်ငြိမ်စွာမိတ်လိုက်သည်ဆရာကြီးဦးထွန်းကြည်ငချိုဟာလော်ကီတန်ရောစင်နဲ့မာယာဆက်ကွင်းထဲမှာမာယာမိနေတာပါတပည့်တယောက်ကိုအမှောင်ထဲမှာစွန့်ပစ်ခဲ့ဖို့ငါမှမေတ္တာမမဲ့ဘူးဖိုးထက်တာအေးငါတို့ငချိုကိုရအောင်ကယ်ထုတ်ရမယ်ထိုညတကောင်ရန်အချိန်တွင်ငချိုသည်မြရွှေဦးနှင့်အတူရွာပြင်ရှိကျိန်စာတင်ကူဆိုးတွင်သို့ရောက်ရှိနေခဲ့သည်သို့သောမြရွှေဦး၏အစစ်အမှန်ရုပ်တွင်မှပေါ်ထွက်လာခဲ့ပြီးသူမ၏လက်ထဲတွင်အမဲရောင်ဆုံးအင်းကွက်နှင့်သွေးစွန်းသောအင်းအပ်ကြီးပေါ်ထွက်လာခဲ့သည်မြရွှေဦးဆုံးမကြောက်မက်ဖွယ်စိတ်တစရေတံဖြစ်တဟဟတ်နဲ့ငချိုမင်းကငါ့ကိုတကယ်ချစ်တာလားငါကမင်းရဲ့သွေးနဲ့အသက်တက်ကိုဆုပ်ယူပြီးငါရဲ့ဆုံးအသက်ပူကြီးမအောင်လုပ်ဖို့မင်းကိုလှည့်စားခဲ့တာကွအခုမင်းရဲ့ဆရာကြီးလဲမင်းကြောင့်ရွာကနေနှင်ထုတ်ခံလိုက်ရပြီမြရွှေဦးသည်မန္တရာရွတ်ဆိုကငချိုဤရင်ဘတ်စီသို့သွေးစွန်းသောဆုံးအပ်ကြီးဖြင့်ထိမှန်အောင်ထိုးဆိုင်ရန်ကြိုးစားလိုက်စဉ်ဆရာကြီးဦးထွန်းကြည်နှင့်ဖိုးထက်တာအေးတို့သည်ဂူအတွင်းသို့အချိန်မီပြေးဝင်လာကြသည်ဆရာကြီးဦးထွန်းကြည်ကကုံဗုဒ္ဓသာအနန္တတခိုးတော်ကြောင့်မိစ္ဆာမာယာအပေါင်းကင်းစင်ပျက်စီးပါစေတည်းဆရာကြီးသည်ပရိတ်ကျိန်လုံးဖြင့်ဂူအတွင်းရှိဆုံးအင်းကွက်ကိုရိုက်ချလိုက်ရာရွှေရောင်အလင်းတန်းများပောက်ကွဲထွက်သွားသည်ထိုအခါဆုံးမများရွှေဦးသည်အတိုက်တီအပြန်လန်ရိုက်ခတ်မှုကြောင့်ယူသွစွာအော်ဟစ်ရင်းဆရာကြီးထံသို့သွေးစွန်းသောအင်းအပ်ကြီးဖြင့်အတိုက်တီပစ်လွတ်လိုက်တော်သည်ထိုအန္တရာယ်ကြီးဆရာကြီးထံသို့ထိမှန်တော်မူအချိန်တွင်အသိစိတ်ပြန်လည်ရရှိသွားသောငချိုသည်ဆရာကြီးအားကာကွယ်ရန်အတွက်ဆရာကြီး၏ရှေ့သို့ရဲရင်စွာပြေးဝင်၍အကာအကွယ်ပြုလိုက်လေတော့သည်သွေးစွန်းသောဆုံးအပ်ကြီးသည်ငချို၏ရင်ဘတ်တက်တဲ့သို့ဆူရှစွာထိမှန်ဆိုင်ဝင်သွားခဲ့သည်ငချိုပါဇက်မှသွေးများအန်ကျလာရင်းဆရာကြီး၏ခြေရင်းသို့လဲကျသွားကာဆရာကြီးကျွန်တော်မှားခဲ့ပါတယ်မိစ္ဆာမာယာကိုတန်ရောစင်ဖြစ်ပြီးဆရာကြီးနဲ့ညီကိုတွေကိုဒုက္ခပေးခဲ့မိတယ်ကျွန်တော်ကိုခွင့်လွတ်ပါဆရာကြီးတပည့်ဖြစ်သူငချိုဤသွေးစွန်းသောခန္ဓာကိုယ်ကိုမြင်လိုက်ရသောအခါဖိုးထက်နှင့်တာအေးတို့မှမျက်ရည်များစီးကျလာပြီးဆုံးမကြီးမြရွှေဦးစီတို့ဒေါသတကြီးပြေးဝင်ကြတော့သည်ဖိုးထက်အတန်ကုန်အော်ဟစ်ရင်းမိစ္ဆာဆုံးမမင်းငါညီကိုမချိုကိုတတ်လိုက်တာဖိုးထက်နှင့်တာအေးတို့သည်ဗမာတိုင်းတိုက်ကွက်များဖြင့်ဆုံးမ၏မကောင်းဆိုးဝါးအရေးများကိုရိုက်ထုတ်ရှင်းလင်းကြသည်ဆရာကြီးဦးထွန်းကြည်သည်ရင်ထဲတွင်ကြီးစွာသောဝေဒနာကိုမျိုးတိတ်ကာတည်ငြိမ်လာသောသာသနာအဋိဌံဖြင့်အာနာနာတိယတုတ်ဂါထာတော်ကိုတောင်ပြိုမတက်ဩဇာပြေးဝါစွာရွတ်ဖတ်လိုက်ပြီးပရိတ်ကျိန်လုံးဖြင့်ဆုံးမမြရွှေဦး၏နဖူးတက်တဲ့စီသို့ဒုံကနေရိုက်ချလိုက်လေသည်ဆရာကြီးဦးထွန်းကြည်ကုံဓမ္မစက်တော်ဤတခိုးကြောင့်အကုသိုလ်ဆုံးမမိစ္ဆာတတ်အပေါင်းမြေလွှာထဲသို့ပြာကျပျောက်ကွယ်ပါစေတည်းပြင်းထန်သောအလင်းတန်းပောက်ကွဲမှုနှင့်အတူဆုံးမမြရွှေဦးသည်ဆူရှစွာအော်ဟစ်ရင်းမိကိုအမဲရောင်ဖြင့်ပြောင်းလဲကာမြေကြီးအောက်သို့နှင့်မြုပ်ပျောက်ကွယ်တည်ဆုံးသွားခဲ့ရလေသည်အမှောင်အတက်ပြက်ပြဲသွားသည်နှင့်ရွာတွင်းရှိပြူစားခံထားရသောရွာသူရွာသားများအသိစိတ်ပြန်ရလာကြပြီးဆုံးမ၏ဂူဆိုးသို့ရောက်ရှိလာကြသည်ငချိုသည်ဆရာကြီးအားကာကွယ်ရင်းအသက်ပေးဆက်ခဲ့ပုံနှင့်မိစ္ဆာစင်းမြစ်ကိုရှင်းလင်းပေးခဲ့သည်ကိုတွေ့လိုက်ရသောအခါရွာသူရွာသားများသည်မိမိတို့၏အပြစ်ကိုနားလည်ကာဆရာကြီး၏ခြေရင်း၌ဝမ်းနည်းစွာဥခိုက်တောင်းပန်ကြလေသည်ငချိုသည်ဆရာကြီး၏ရင်ခွင်ထက်တွင်ပါဇက်မှကုသိုလ်အမျှဝေတံကိုကြားရင်းညီကိုများဖြစ်သောဖိုးထက်နှင့်တာအေးတို့၏လက်ကိုစုပ်ကိုင်လျက်အေးချမ်းစွာမျက်လုံးမိတ်ငြိမ်သက်သွားခဲ့လေတော့သည်နနက်ခင်းအယုံတက်ချိန်တွင်ရိုးမတောင်ချေ၌ငချို၏ရုပ်ကလပ်ကိုမိတင်ကြို၍ကုသိုလ်အမျှဝေပေးခဲ့ကြသည်ရွာသားများ၏ဝမ်းနည်းပူဆွေးတံများနှင့်အတူဖိုးထက်နှင့်တာအေးတို့၏စိတ်ဝမ်းကွဲမှုများလည်းငချို၏အသက်ပေးဆက်မှုထက်တွင်ပြန်လည်ချီနှောင်နားလည်သွားခဲ့ကြသည်ဆရာကြီးဦးထွန်းကြည်သည်ငချို၏ပြာအိုးလေးကိုကြည့်ကာတည်ငြိမ်လေးနက်စွာမိတ်လိုက်လေသည်ဆရာကြီးဦးထွန်းကြည်
လောကမှာမာယာနဲ့တန်ရောစင်ဆိုတာအင်မတန်ကြောက်စရာကောင်းတဲ့အမှောင်ထုပါပဲငချိုဟာမှားယွင်းခဲ့ပေမဲ့တာဆိုတပည့်ဆိုမရှိပဲနောက်ဆုံးမှာမေတ္တာနဲ့ဆရာကိုအသက်ပေးကာကွယ်သွားခဲ့တယ်လားကြငါတို့ငချိုရဲ့ဝိညာဉ်ငြိမ်းအေးဖို့ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်နောက်ထပ်သာသနာပြုခရီးစဉ်တွေစီရှေ့ဆက်ကြစို့ဆရာကြီးဦးထွန်းကြည်ဖိုးထက်နှင့်တာအေးတို့သည်ကြေကွဲဖွယ်သွေးစွန်းသောသင်ခန်းစာတစ်ခုကိုရရှိခဲ့ရင်ငချိုဤဝိညာဉ်အမျှဝေမင်္ဂလာနှင့်အတူနောက်ထပ်ခက်ခဲစမ်းကြဲသောအထက်လန်းခရီးစဉ်တစ်ခုသို့ဇလန်းလေးရဲ့တင်ဆက်မှုခေတ္တခဏရဲ့နားပရစေပြနောက်ထပ်အဆက်လေးတွေမှာလည်းဘလို့တွေထပ်ဖြစ်ကြမယ်ဆိုတာစောင့်မျှော်နာဆင်ပေးကြပါအောင်ဗျမိတ်ဆွေများအားလုံးရေလိုအေးလိုပန်းလိုမွေးပါစေဗျ